အာခါလူမျိုးစုတွေကမြန်မာနဲ့ထိုင်းနယ်စပ်ဖြစ်တဲ့ထိုင်းနိုင်ငံချေရိုင်းမဲဆိုင်ဒေသတွေမှာအများဆုံးနေထိုင်ကြပြီးတော့တရုတ်မြန်မာလာအိုနိုင်ငံဗီယက်နမ်စတဲ့ရွှေတြိဂံဒေသတွေမှာအများဆုံးနေထိုင်ကြပါတယ်အာခါလူမျိုးများစုကအာခါဘာသာစကားတရုတ်ဘာသာစကားထိုင်းဘာသာစကားမြန်မာဘာသာစကားတွေကိုပြောဆိုတတ်ကြပါတယ်အာခါလူမျိုးတို့ရဲ့ပထမဆုံးမျိုးရိုးစစ်မြစ်ကတရုတ်နိုင်ငံယူနန်ပြည်ကဖြစ်ပြီးတော့မြန်မာနိုင်ငံသို့ဆယ်ရာစုနှစ်ကတည်းကရောက်ရှိလာခဲ့ပြီးတီဗန်မြန်မာအနွယ်အုပ်စုဝင်တွေဖြစ်ကြပါတယ်အထူးဒေသလေးရှိအာခါရွာများဖြစ်ကြသောဘာသာအာခါရွာအေးချွေအာခါရွာနဲ့အခြားရွာများစွာတို့ကရွာတီနှစ်ရှေးရာကျော်ဖြစ်သည့်အာခါမျိုးသမီးတွေကအိမ်ထောင်ဘက်ပေါ်မှာများစွာသစ္စာရှိပြီးတော့သူတို့ချစ်ပြီးဆိုရင်ဘာလုံးမှမခိုင်မဲရှာဖွေကျွေးမွေးကြပါသေးတယ်။ဒါကြောင့်အာခါမင်းကလေးတယောက်ကိုရမယ်ဆိုရင်တော့ဒီကဘာမှာတင်ကမိမရကန်ကောင်းတဲ့သူတယောက်ဖြစ်ပါတယ်။